လေဘင်းလေးကတ်သွားအောင်ချေလို့လေဘင်းကိုတောက်လေးထည့်မယ်တောက်ရဲ့အလယ်မြင်းကိုသုံးပြီးတော့လေဘင်းမြင်းထီအောင်ဒင်မြင်းလေးဆက်ပြီးတော့ဆွဲလိုက်မယ်1 cm ဒါမှမဟုတ်ရင် 1.5 ကနေ2 cm အထိတောက်ပမာဏကိုသတ်မှတ်ပြီးတော့သုံးပေးလို့ရပါတယ်အဲ့ဒီအမှတ်နဲ့ရင်ထိတ်နဲ့ကိုမြင်းဆက်ပေးထားမယ်ဒီကြားကပမာဏအားလုံးကိုကျတို့စားထုတ်တဲ့ပုံစံမျိုးနဲ့သင်္ကေတဖြည့်ထားလိုက်မယ်ဒီလေဘင်းမြင်းမှာ 0.5 တောင်မဟုတ်လို့ရှိရင်1 cm ကိုသုံးပြီးတော့မှတ်မယ်ရင်ထိတ်နဲ့မြင်းဆက်မယ်ဒီတောက်ကိုတော့ကျတို့ကတောက်ပိတ်တဲ့နီလန်တောက်ဖြောက်တဲ့နီလန်ကိုသုံးပြီးတော့သင်္ကေတလေးထည့်ထားမယ်ဒီရင်ထိတ်နေရာမှာပေခွေးကိုထိထားပြီးရင်ပေခွေးရဲ့အခုံးရလက်ကိုဒီနေရာမှာကူးပြီးတော့ဆွဲလိုက်မယ်ဒီတော့ကျအမှတ်နေရာကနေ30 cm တက်ပြီးတော့အမှတ်မှတ်မယ်နောက်ချမ်းရဲ့ပခုံးစုံးနဲ့လေဘင်းမြင်းကိုမြင်းဆက်ပေးလိုက်မယ်နေရာမှာဟတာမျိုးမဖြစ်အောင်ကျတို့ဒီနေရာမှာ 0.5 cm အမှတ်ကိုမှတ်ပြီးတော့ဒီခါစားထားတဲ့1 cm နဲ့မြင်းဆက်ပြီးတော့စားပေးလိုက်မယ်ကြီးစစ်တက်ဖို့အတွက်ဒီမြင်းကနေမှ 0.5 ခွာပြီးတော့နောက်ထပ်မြင်းတစ်မြင်းကိုထပ်ဖြည့်ပြီးတော့ဆွဲမယ်အဲ့ဒီမြင်းကနေကျတို့စားထုတ်ပေးလိုက်မယ်နော်နောက်ချမ်းခါတော့ရဲ့အလယ်မှတ်ကိုသုံးပြီးတော့လင်ဘင်းမြင်းချီမြင်းကိုဆက်ပြီးတော့ဆွဲလိုက်မယ်တောက်ထိတ်နေရာမှာကလန့်ပြအမှတ်သားကိုမှတ်ထားပေးမယ်တစ်ဖက်ကို 0.3 ကနေ 0.5 ထိတောက်ရဲ့ပမာဏကိုသုံးလို့ရတယ်เนาะပြီးတော့ဒီကတောက်ထိတ်နဲ့မြင်းဆက်ပေးထားလိုက်မယ်ဒီနေရာမှာတောက်ပမာဏကိုပိုကြီးပြီးသုံးဖို့လိုအပ်တဲ့သူတွေဆိုလို့ရှိရင်ပြောင်းသုံးလိုက်ပါเนาะဒါကတော့ကိုယ့်ရဲ့ပတ်တန်မျိုးစားနဲ့ပဲဆိုင်တယ်ပိတ်သားတွေကိုမနိုင်နေတဲ့သူတွေဆိုလို့ရှိရင်ဒီလိုမျိုးလေဘင်းကျယ်တွေကြရင်သူတို့ချုပ်တဲ့အခါမှာပိတ်ကြောတွေကရှေ့ထွက်လာပြီးတော့ကိုယ့်ရဲ့လေဘင်းဘောက်ကပတ်တန်တဲ့ရတဲ့ပိတ်ဆက်မှာအခြေကြီးတွေဖြစ်သွားတတ်တဲ့သူဆိုလို့ရှိရင်တော့ဒီနေရာမှာတောက်တွေသုံးတာဒီနေရာမှာတောက်တွေသုံးတာကိုလိုအပ်တဲ့လောက်ထပ်ကြီးပြီးတော့သုံးလို့ရတယ်ချက်အပြည့်တန်းမှာတော့ဒီလေဘင်းရလက်တွေကိုလေပိတ်ဆက်မှာအရန်ကြီးကျယ်ပြီးရှေ့ထွက်သွားတာမျိုးတွေမဖြစ်အောင်အစစ်စစ်ပေါ့နော်စစ်ဆေးပြီးတော့မှသုံးခိုင်းတဲ့အတွက်ကြောင့်မလို့ချဲတော့ဒီနေရာမှာတောက်တွေအများကြီးသုံးတဲ့နီလန်းကိုလုံးဝပေးမသုံးပါဘူးเนาะဒါပေမဲ့သူတို့အတွက်လိုအပ်တယ်ဆိုလို့ရှိရင်တော့သုံးပါလေဘင်းမြင်းတွေကပြန်ပြီးဖြစ်ပြီးဖို့အတွက်လိုအပ်တယ်ဒါကြောင့်မလို့ချဲတော့ဒီလေဘင်းတောက်လျှောက်ကိုတော့နည်းနည်းပိုယူပြီးတော့မှပတ်တန်ကိုပိုင်းပြီးတော့ဖြတ်ယူထားလိုက်မယ် F1 F2 ကိုပိုင်းယူမယ်ဒီကလပ်ပြတောက်ထိတ်အမှတ်ချင်းကိုထိထားပြီးရင်ဒီနေရာတောက်လျှောက်ကိုတိုင်းပါပြီးတော့ဒီနေရာမှာတိတ်လေးနဲ့ကတ်ထားပေးလိုက်မယ်တောက်မှတ်ချင်းကိုထိထားပေးမယ်ဒီဘက်ချမ်းကရင်ထိတ်မှတ်ကိုဒီမှာလည်းအမှတ်သားပေးပါပြီးတော့ဒီဘက်ချမ်းမှာလည်းပုံစံတူကူးယူပြီးတော့မှတ်မယ်ရင်ထိတ်ချင်းထိထားပြီးရင်ဒီတောက်လျှောက်ကိုလည်းထပ်ပြီးတော့တိုင်းယူမယ်ပြီးတော့ဒီနေရာမှာတိတ်နဲ့ဆက်ထားပေးလိုက်မယ်ရော့တဲ့နေရာကိုပဲဖြည့်ပေးလိုက်မယ်နောက်ချမ်းမှာလည်းဒီနေရာမှာရော့နေတာတွေ့တယ်เนาะအဲ့ဒီနေရာကိုဖြည့်ပြီးတော့ဒီအလဲနဲ့ဆက်ပေးလိုက်မယ်ဒီနေရာလေးမှာတော့နည်းနည်းလေးခွက်ပြီးခြိုက်နေတာလေးပါတယ်မဆိုတလောက်ကလေးเนาะသူ့တော့ဖြည့်တဲ့ဆိုရင်လောက်ကလေးပဲနည်းနည်းလေးပဲဖြည့်လိုက်မယ်ဒီနေရာက 1.5 တင်မြင်းကိုသုံးပြီးတော့ညှက်မယ်ဒီ 1.5 တောင်ကျိုးနေရာလေးကနေမှဒီပခုံးစွန်းထီကိုတိုင်းမယ်ကိုယ့်ရဲ့အတိုင်းကိုရေးထားပါ